ကဲဒါမဲ့ပြိတ္တကြီးကိုဒီကနေပြီးတော့ခွန့်ကျွေးမယ်စားပါအောင်ပြိတ္တကြီးအဲ့တော့ဒီနေ့တော့ဒီဆိုကပင်လယ်ပြင်ကိုနောက်ခံထားပြီးတော့ပင်လယ်စာတွေကိုစားမှဖြစ်ပါရဲ့ရှင်ဒီမှာကနန်းအကြီးကြီးဒီဆိုကမှာတာ तू ကကြတော့ဘလို့ချက်ထားလဲဆိုတော့ကနန်းမဆလာချက်ပေါ့နော်မြန်မာနီးလေးပါပဲ तू ချက်ထားတာဒီတကောင်ကို15ချက်သားကြီးကနန်းပြီးတော့တအားကိုလက်ဆက်အစုံကကြတော့ तू အချိုချက်လေးချက်ထားတာပေါ့နော်ဒီမှာငွေဆောင်ပုံစံမျိုးလေးပေါ့နော်မွေးတာပဲအနံ့လေးလေအင်းကျူလေးအရင်တောက်လို့ကောင်းပါသေးလားညောင်းကောင်းဒီမှာတွေ့လားမဘယ်အနှစ်နဲ့နဲ့ဘယ်အနှစ်နဲ့လက်တက်ပြီးထိုးတာပဲတော့ထိုးတာပဲတော့ဆန်ငါတော့ဆန်ငါသားထဲမှာအရသာကိုရှိနေဒီဆိုကတော့စားလို့ပြီးသားပါပြီရှင်ခုဒီဆိုရောက်နေတဲ့နေရာလေးကခုနလည်းပြောပြီးပြီနော် Escala Hotel ရဲ့ဒီဆို Beach Bar မှာရှိပါတယ်ရှင်ပြီးတော့ तू က Amplet လည်းရှိရယ်မီးအကလေမီးအကရေမီးလုံးတွေအဲ့လိုကလေတအားလှတာအရန်လှတယ်ညဘက်ဆိုလို့ရှိရင်တော့လေမီးလုံးလေးတွေအဲ့လိုထွန်းပြီးတော့လေဒီနေရာလေးအရန်ထိုင်လို့လည်းကောင်းတယ်သိလားဒီလိုတခြား hotel တွေမှာသွားတဲပြီးတော့ဒီနေရာမှာလာ join မယ်ဆိုလို့ရှိရင်လည်း join လို့ရပါတယ်ရှင်ပြီးတဲ့ခါကျတော့ဒီနေရာကိုလာဖို့လေဝင်ကြီးပြေးစရာလုံးဝမလိုဘူးเนาะပိတ်သက်ကြီးတည်အောင်လို့ဒီဆိုကလာပြောပြတာပါရှင်